ဒီနေ့မှာဆိုရင်တော့ Next TV မှာရရှိနိုင်တဲ့ 7kW စာလေးတွေရဲ့အသုံးဝင်ပုံလေးတွေကိုပြပြပြမှာဖြစ်ပါရဲ့ရှင်ပထမဦးဆုံးအနေနဲ့အင်ထိုင်နဲ့အသုံးပြုလို့ရတယ်အပြင်သွားရင်လည်းယူသွားလို့ရတယ် CCS2 ခေါင်းလေးနဲ့ဒီခြေစာလေးကိုလည်းမိတ်ဆက်မှာဖြစ်ပါရဲ့နော်ဒီမှာပါဒါကတော့ CCS2 ခေါင်းလေးပါရှင်သူ့ကိုကြတော့ current ချိန်လို့ရတယ် ampere ချိန်လို့ရတဲ့အရာလေးလည်းပါပါတယ်ဒါကြောင့်ညဘက်မှာအသင်းသားချိန်ပြီးတဲ့အတွက်သူ့ရဲ့ ampere လေးချိန်ပြီးတော့အသင်းသားလေးရုံနဲ့မနေ့ကလို့ရှိရင်ကားလေးရထုတ်လို့အပြည့်တော့မှာဖြစ်ပါရဲ့ရှင်ဝက်ချာလေးက level 1 2 3ရရဲ့ CCS2 ကောင်းလေးနဲ့ဒီစာလေးပဲဖြစ်ပါရဲ့ရှင် CCS2 EV ကားပိုင်ရှင်လေးဆိုလို့ရှိရင်တော့ဒီစာလေးကိုမကုန်ခင်အမြန်ဆုံးပဲမှာယူလိုက်ပါတော့ရှင်နောက်ထပ်တစ်မျိုးကတော့ Next EV ဒီဇိုင်းနဲ့ထုတ်လုပ်ထားတဲ့ smart ကြတဲ့ 7kW စာလေးဖြစ်ပါရဲ့ရှင်သူ့ကိုကြတော့ GPD ကောင်းလေးနဲ့ထုတ်လုပ်ထားပါတယ်အင်ထိုင်နဲ့အသုံးပြုခြင်းတွေအတွက်အရန်ကိုအဆင်ပြေပါရဲ့ရှင်ဒါကတော့ GPD ကောင်းလေးပါသူ့မှာအသုံးပြုလို့ရတဲ့ကက်လေးပါတစ်ခါတည်းပါပါရဲ့ရှင်ကက်လေးကို scan ဖက်ပြီးတော့အသုံးပြုရအောင်မို့လို့သူ့ရဲ့ပုံစံလေးကအရန်ကိုတိတက်လက်ပပြီးတော့ smart ကြပါရဲ့ရှင်လူကြီးမင်းတို့ရဲ့ EV က GPD တိုက်မျိုးစားနဲ့ဖြစ်နေဆိုလို့ရှင်တော့ဒီခြေစာလေးကိုမှာယူလိုက်ပါတော့ရှင်နောက်ဆုံးမိတ်ဆက်ပေးတင်တာကတော့ Next EV မှာနောက်ဆုံးရောက်ရှိထားတဲ့ GPD ခေါင်းလေးနဲ့အင်ထိုင်နဲ့အသုံးပြုလို့ရတဲ့ 7kW စာလေးဖြစ်ပါရဲ့ရှင်သူ့ရဲ့ထူးခြားချက်ကတော့ 32A socket ခွန်လေးကတစ်ခါတည်းပါပြီးသားဖြစ်ပါရဲ့ level 2မျိုးစားဖြစ်တာကြောင့်တင့်ရဲ့ EV ကားလေးကိုအမြန်ဆုံးအပြည့်စီမှာဖြစ်ပါရဲ့ရှင်လူကြီးမင်းတို့ရဲ့ EV ကားက GPD တိုက်မျိုးစားဖြစ်နေဆိုလို့ရှိရင်အခုပြရတဲ့ 7kW စာလေးတွေကိုအမြန်ဆုံးမှာယူလိုက်ပါတော့ရှင်အခုလိုမျိုး 7kW စာလေးတွေကိုမှာယူချင်မှာက Next EV ရဲ့ Pay Messenger ဒါမှမဟုတ် hotline ဖုန်းများဖြစ်တဲ့399253 4930 3999586069 399863 690လေးနှစ်ကိုအခုလည်းအမြန်ဆုံးဆက်သွယ်မှာယူလိုက်ပါတော့ရှင်